လူတို့ကမာတီရှယ်ဒိုကလုံးဂျူဆူကိုတက်သွားတာကြောင့်ဂန်နင်ဖြစ်လာပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာနညာသိမိတ်ဆက်ပွဲအတွက်စောစောထားပြီးအသင့်စားခေါက်ဆွဲနဲ့ရဲလုံနေတဲ့နွားနို့ကိုတောက်ပါတယ်။သူ့လိုပဲဂန်နင်ဖြစ်လာကြတဲ့ဆာကူရာနဲ့အီနိုလည်းမိန်းမတို့တဘာဝပြိုင်ရင်းဆိုင်ရင်ပဲအကြောင်းကိုရောက်လာပါတယ်။ရောက်လာတော့လဲဆာစကဲဘေးမှာထိုင်နေတာကြောင့်အတန်းနဲ့မိန်းကလေးတွေနဲ့ရန်ဖြစ်ကြပါတယ်။တကယ်တော့ဆာစကဲရဲ့နာမည်အပြည့်စုံကအိုချီယာဆာစကဲဖြစ်ပြီးသူတို့ကြောင့်ရဲ့အတော်ဆုံးကြောင်းသားလေးဖြစ်တာကြောင့်ကောင်မလေးတွေကတဲတဲလုံနေကြတာဖြစ်ပါတယ်။ဒါကိုဂျေဝင်နေတဲ့နာရူတိုကပြဿနာရှာရင်နာရူတိုဝေါမှာနာမည်အကြီးဆုံး Legendary Fakis ကိုနှစ်ယောက်လုံးပေးမိသွားပါတယ်။ဒီကိစ္စကြောင့်ပဲနာရူတိုကအတန်းနဲ့ကောင်မလေးတွေရဲ့မုန်းတီးခြင်းကိုခံရပြန်ပါတယ်။ဒါပေမဲ့အဲ့လိုစောက်ဘောတော်မှာအတန်းနဲ့ဟီနာတာဟီရူကာလို့ခေါ်တဲ့ကောင်မလေးကသဘောကျနေပါတယ်။ခေါင်းကြီးတို့အတွက်တော့စိုးဆက်ပါ။၃ယောက်တစ်ဖွဲ့ခွဲကြတဲ့အခါနာရူတိုဆာကူရာနဲ့ဆာစကဲတို့ကတစ်ဖွဲ့တည်းကြပါတယ်။ကျန်တဲ့သူတွေကလည်းအသီးသီးအဖွဲ့တွေရရှိကြပြီးအုပ်စုလိုက်ဆောင်ရွက်မှုအကြောင်းကိုသိယူကြရပါတယ်။နေ့လယ်ထမင်းစားချိန်မှာတော့ဆာစကဲနဲ့ဆာကူရာအဆင်ပြေနေပြီးအနမ်းမေကန်ဒီဘိုက်နာလာတာကြောင့်ဆာစကဲကအိမ်နာကိုပြေးပါတယ်။ဒါပေမဲ့ဆာစကဲကနာရူတိုပုံပြောင်းသွားပါတယ်။တကယ်တော့နာရူတိုကဆာစကဲကိုချောင်းတိုက်ပြီးသူ့ပုံပြောင်းကဆာကူရာနဲ့နီးစပ်အောင်ကြိုးစားတာဖြစ်ပါတယ်။လူတော်လူတက်လေဆာစကဲကနာရူတိုကိုငဘောဆိုပြီးအထင်သေးမိလို့ကျိုးနဲ့တုတ်တာခံလိုက်ရပါတယ်။ဆာစကဲအစ်စ်ကလွတ်လာပြီးဆာကူရာနဲ့တွေ့တော့နာရူတိုကိုမေးပါတယ်။ဆာကူရာကတော့နာရူတိုကမိဘမရှိတာကြောင့်ထင်တိုင်းကျဲနေတဲ့ငဘောတကောင်ဖြစ်ပြီးသူ့လိုမိဘရှိတဲ့သူကလူရင်ကြီးလေးတစ်ဖွဲပြောပါတယ်။တကယ်တော့အထီးကျန်မှုဆိုတာဟာမိဘတွေစူတာထက်ပိုပြီးဆိုတဲ့အရာတစ်ခုဖြစ်တယ်လို့ဆာစကဲကပြောလိုက်ပါတယ်။စိတ်ပြက်စရာတစ်ခုလို့အပြောခံလိုက်ရတဲ့ဆာကူရာလည်းနာရူတိုအပေါ်ခါခါတီတီဆက်ဆံခဲ့မိတာကိုကိုချင်းစာသွားပါတယ်။နာရူတိုကတော့တနေ့လုံးနွားနို့ကအစွမ်းပြနေတာကြောင့်ကိုဘွားရည်နဲ့တော့အိမ်သားကိုလွတ်တက်နေရပါတယ်။ဗီဒီယိုလေးကိုကြည့်ရတဲ့သဘောကျရဲဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကို like and follow, subscribe နဲ့ share လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။နောက်တစ်နေ့အတန်းမှာတော့သူတို့ဖွဲ့ကိုတာဝန်ယူမဲ့ဆရာတယောက်ပဲနောက်ကျနေပါတယ်။အဲ့ဒါကြောင့်ပဲနာရူတိုကဘောပြက်ကိုတကားပေါင်ပေါ်တင်ပြီးခတ်တုံးထောင်ချောင်းအကွက်နဲ့ဆရာကိုကြိုးဆိုပါတယ်။ရွာမှာတကြီးပြီးရင်အဆင့်အမြင့်ဆုံးဖြစ်တဲ့အထက်တန်းနေညာဂျိုနေတယောက်ကခတ်ပေါ်ထောင်ချောင်းကိုလွယ်လွယ်ပဲမိသွားပါတယ်။စပင်အဖြူ mask ကိုအမဲတက်ထားပြီးမျက်လုံးတစ်ဖက်ကိုအုပ်ထားတဲ့နေညာရဲ့နာမည်ကခါခါရှိဟာတာ